တရားမှမရှိဘူးဒါလေးကဘာလေးလဲကာဒါလေးကဝါဆွဲဒါလေးကနာပြေအဲ့တော့ကာဝါဆွဲနာပြေဝဲအသေးဝဲဖိနေမိမိနဲ့တောင်းမချလို့တော့အသေးဝဲညာလို့ဟုတ်ပါရဲ့ကဲရိုးရိုးပြောပါအသက်ပါလို့ပြောနေအောင်အမေမေကရှမ်းအဖေပြမချလို့လားအကောင်လုံးဟုတ်ကဲ့အဲ့ဒါကျောင်းကဆရာမတွေရောအဲ့ကဖေဖေမေမေပူပူပပတွေရောအကောင်လုံးချစ်တဲ့အတွက်ကြောင့်ဒီထက်မှအသေးကွဲတဲ့တရားမှမရှိဘူးโอเคအသေးကွဲတဲ့တရားမှမရှိဘူးနော်ကဲကာဝါဆွဲနာပြေကွဲအောင်ကမြင်ကွဲအောင်ကမြင်ကွဲကာဝါဆွဲကာဝါဆွဲဟုတ်တယ်ကာဝါဆွဲအဲ့ဆိုတာလေးကဘာလဲဒါလေးကဘာလဲလဲအဲ့ဒါရပလက်ရောဘွားရပလက်ဘာလို့ခေါ်လဲရပလက်ဟုတ်တယ်ရပလက်အဲ့ဆိုရင်ကကာဝါဆွဲရပလက်လို့ဖမ်းမှာလားဘယ်လိုဖမ်းမှာလဲဟုတ်တယ်ရပလက်ကိုအတန်းလေးနဲ့ဘယ်လိုဖမ်းလဲရလို့အတန်းခက်တယ်အဲ့ရကိုအတန်းလေးတက်လိုက်နော်ရတဲ့ကာဝါဆွဲရတဲ့ကာဝါဆွဲရတဲ့ဝဲဟုတ်တယ်ဖုံးွယ်လားမမြင်ရဘူးအရှိမဒီလေးပါဖြစ်တော့ွယ်နေတယ်ဟုတ်တယ်ပြီးတော့ယောဂကာကွယ်စေကဲပြောပါဟုတ်တယ်အရှိကနေပူနေလို့နေရောအဲ့နဲ့ွယ်ထားတယ်ဟုတ်ပါပြောလိုက်တာဟုတ်တယ်အရှိကနေပူလို့မလို့အုပ်ထုံးနဲ့ွယ်ထားတယ်ဟုတ်တယ်ပြီးတော့နောက်ထပ်ပါမယ်ဘာလာလို့ွယ်ထားဒီဆက်လာလို့ွယ်ထားတယ်ဘာလို့ွယ်ထားလဲဒီဆက်အဲ့ဆိုရင်ဆိုင်ရအောင်လုပ်လို့ရှိရင်ွယ်စရာလို့လား